အားလုံးပဲမင်္ဂလာပါဆရာကတော့ဒေါက်တာကျော်စစ်ပညာဖြစ်ပါတယ်ဆရာဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းလေးကတော့ဆရာတို့ခွေးယူယောဂအကြောင်းဖြစ်ပါတယ်နော်အဲ့တော့ခွေးယူယောဂရဲ့အရေးကြီးပုံရဲ့နောက်တစ်ခါကျတော့ခွေးယူယောဂကိုဘယ်လိုကာကွယ်မလဲဆိုတဲ့အချက်လေးတွေကိုဒီကပြောပြပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့ခွေးယူယောဂကအရင်ကကြောက်ဖို့ကောင်းတဲ့ယောဂဘာဖြစ်လို့ဆိုတော့သူကလက္ခဏာပေါ်လာပြီဆိုရင်ခွေးယူယောဂဒီရာနှုန်းပြည့်ကြီးပါသိနိုင်တယ်လို့ပြောတယ်နော်အဲ့တော့လက္ခဏာပေါ်လာတော့မှဆရာတို့ကဆေးလိုက်ခုလို့တော့မပြီးတော့ဘူးပေါ့နော်အဲကြောင့်ခွေးယောဂဒီအရင်ကိုကြောက်ဖို့ရောကောင်းတယ်ယောဂတစ်ခုနော်အဲ့တော့နောက်တစ်ခုဆရာဆက်ပြောချင်တာကခွေးယောဂလို့ဆရာတို့ဗမာလိုပြန်ကြပြီမယ်တကယ်တမ်းတော့ခွေးတစ်မျိုးလေးကနေကူးနိုင်တာတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ခွေးယောဂဒီတကယ်တမ်းပြောရင် rabies ဆိုတဲ့ virus ပိုးကြောင့်ဖြစ်တာပေါ့နော်အဲ့တော့ rabies virus ပိုးကခွေးမှာတင်မကဘူးပေါ့တခြားကြောင်တွေတခြားနိုးတိုက်တဲ့တဝါတွေမှာလည်းရှိနေနိုင်တယ်ပေါ့နော်ရှိနေနိုင်တယ်ဆိုတော့ခွေးကြိုက်ခံမှာမဟုတ်ဘူးကြောင်ကြိုက်ခံရင်လည်းခွေးယောဂကူးနိုင်တယ်တခြားနိုးတိုက်တဲ့တဝါတွေအကြိုက်ခံရင်လည်းခွေးယောဂကကူးနိုင်တယ်ပေါ့နော်အဲ့တော့ခွေးယောဂပိုးရှိတဲ့တိရစ္ဆာန်တစ်ကောင်ကောင်ကိုကြိုက်ရင်ကူးနိုင်တယ်လို့ဆရာမှတ်လို့ရပါတယ်နော်အဲ့တော့နောက်တစ်ခုကကြတော့ပါလဲဆိုတော့အဲ့ဒီခွေးယောဂပိုးရှိတဲ့တိရစ္ဆာန်ရဲ့တတွေကကိုယ့်ရဲ့ဒီအရေပြားမှာပေါက်ပြဲနေတဲ့နေရာမျိုးတွေနော်နောက်တစ်ခါကျတော့အရေပြားနဲ့မအုပ်ထားတဲ့နေရာမျိုးတွေပေါ့မြူကိုစာလို့ခေါ်တာပေါ့ပါးစပ်တို့မျက်လုံးတို့နေရာမျိုးတွေပေါ့နော်အဲ့နေရာတွေကိုခွေးယောဂပိုးရှိတဲ့တိရစ္ဆာန်ရဲ့တတွေကလာရောက်ထိတွေ့နေရာမျိုးဆိုလဲကူးနိုင်တယ်တော့ကြိုက်မှမဟုတ်ဘူးပေါ့သူ့ရဲ့တတွေနဲ့ကိုယ့်ရဲ့အရေပြားမှာအနာရှိတဲ့နေရာမျိုးဒါမှမဟုတ်အရေပြားနဲ့မအုပ်ထားတဲ့နေရာမျိုးတွေကိုထိတွေ့နေတယ်ကူးတတ်တယ်ပေါ့နော်နောက်ဆုံးပိုကြောက်ဖို့ကောင်းတာတစ်ခုကတော့အဲ့လို aerosol နီးပေါ့ aerosol ဆိုတာကတော့ရှူသွင်းမိအားနေပိုးကိုရှူသွင်းမိအားနေကူးတဲ့နီးလေရှိတယ်လို့ပြောတယ်ဒါပေမဲ့အဲ့လိုပိုးကိုရှူသွင်းမိအားနေကူးတဲ့နီးကတော့တော်တော်လေးရှားတယ်လို့ပြောပါတယ်ဒါပေမဲ့ဓာတ်ခွဲခန်းပညာရှင်တွေကတော့သတိထားတယ်ဒီခါကျရင်အဲ့လိုမျိုးမှာကူးတာတော့ရှိတတ်တယ်ပေါ့နော်ဒါပေမဲ့ပြင်ပပေါ့ပုံမှန်ဆရာတို့သွားလာနေတဲ့လူတွေမှာကတော့အဲ့နီးကတော့ရှားတယ်လို့ပြောတယ်အဲကြောင့်အဓိကကတော့ခုနပြောတယ်ကြိုက်ခံရတဲ့စင်တော့ကူးများတယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီခွေးယောဂပိုးရှိတဲ့တိရစ္ဆာန်ရဲ့တတွေကိုထိတွေ့မိရင်လည်းအနာရှိတဲ့နေရာတွေပါထိတွေ့မိရတယ်ကူးနိုင်တယ်ပေါ့နော်ဒါလေးတစ်ချက်တော့တတိထားအဲကြောင့်ခွေးကြိုက်မှကူတာမဟုတ်ဘူးပေါ့ကြောင်ကြိုက်ရင်လည်းကူတဲ့လူတွေရှိနော်ခွေးယောဂကလည်းသိလဲသိနိုင်တဲ့ယောဂဖြစ်တဲ့အတွက်ဒါကိုဆရာတို့ကအထူးသတိပေးပြီးတော့ပြောရတာဖြစ်ပါတယ်အဲ့တော့ခွေးယောဂလက္ခဏာတွေကဘာတွေရှိလဲပေါ့နော်လက္ခဏာတွေမှာစောစောစီးပိုင်းမှာတော့ဆရာတို့ကပုံမှန်နေမကောင်းဖြစ်တဲ့ပုံစံတွေလည်းသွားဆင်တယ်အဲ့တော့ခေါင်းကြိုက်တယ်ဖျားတယ်နှုံးတယ်နောက်တစ်ခုထူးခြားတာကအဲ့ဒီအကြိုက်ခံထားတဲ့နေအရင်တန်ရာရှိတဲ့နေရာကနေရှားလာမျိုးတော့မဟုတ်ရင်အဲ့နေရာမှာအရေးပြားထိတွေ့မှုပေါ့နော်အဲ့လိုမျိုးအာယုံခံတာမှာထုံတာကျင်တာစသဖြင့်အဲ့လိုမျိုးပြောင်းလဲဖြစ်လာတာမျိုးရှိရားတယ်လို့ပြောများကြတယ်ဟုတ်ကျတခုပြောဖို့သတိပေးချင်တာကသူခွေးကြိုက်ခံပြီးချင်းကနေတခါကြရင်သူဆရာတို့ကလည်းဆိုတော့နှစ်ကြာတဲ့အထီကိုဒီယောဂလက္ခဏာအစပြိုးတာမျိုးရှိတတ်တယ်တချို့ဆိုရင်ပြောချင်တာခွေးကြိုက်ခံခြင်းမှာချက်ချင်းမပေါ်ဘူးပေါ့နော်နှစ်နဲ့ချီပြီးလာနဲ့ချီပြီးကြာတယ်နှစ်နဲ့ချီပြီးကြာတော့မှဒီလက္ခဏာမျိုးတွေပေါ်လာတာမျိုးတွေရှိတယ်နော်အဲ့တော့လက္ခဏာစပေါ်လာတဲ့အချိန်မှာတော့မှသူတို့ကအရင်တော့ခွေးကြိုက်ခံတာဖြစ်ဘူးလားကြောင်ကြိုက်ခံတာဖြစ်ဘူးလားရုပ်တရက်လေမမှတ်မိတော့တာတော့မျိုးဖြစ်တတ်တယ်သူဒီမိသားစုဝင်တွေပါမမှတ်မိဘူးပေါ့နော်လူနာကိုယ်တိုင်မပြောနိုင်တဲ့အချိန်မျိုးမှာဆိုရင်လေအဲ့လိုတော့ခါကျရင်ရှိတတ်တယ်အဲ့တော့သူကခွေးကြိုက်ခံတာကြောင်ကြိုက်ခံတာအဲ့လိုကြိုက်တိရစ္ဆာန်ကြိုက်ခံတာစောစောစီးစီးဆရာတို့ကကာကွယ်ထားဖို့လုပ်တယ်ပေါ့နော်နှစ်နဲ့ချီပြီးအထီအောင်ဒီယောဂကလက္ခဏာပြလာနိုင်တယ်ဆိုတာလေးကိုသတိပေးချင်တယ်အဲ့တော့တခြားလက္ခဏာတွေပါဖြစ်တတ်တယ်လဲဆိုတော့နောက်ပိုင်းမှာကြာရင်သူကအဲ့ဒီခွေးယောဂဘွားကအုံနောက်ထဲကိုရောက်သွားအုံနောက်ထဲကိုရောက်သွားပြီးအုံနောက်ရောင်တဲ့လက္ခဏာကနေတဆင်လူကဒီပုံမှန်အမူအကျင့်တွေမဟုတ်တော့ဘူးဖြစ်လာတာပေါ့နော်အဲ့လိုမျိုးနောက်ပိုင်းလက္ခဏာတွေပေါ်လာတဲ့နော်အဲ့လိုမျိုးဆိုရင်တော့သူကအဲ့လိုဘာမှတကယ်မရှိဘဲနဲ့ကြားနေမြင်နေတဲ့ hallucination တွေရနေရမျိုးနော်ပြီးတော့သတွေးတွေအများကြီးထွက်လာတယ်နော်နောက်ကကျအလင်းတို့သူ့ကိုတခုလှုပ်ဆောင်မှုတခုရှိပြီဆိုတာနဲ့ကိုသူ့ရဲ့ခန္ဓာကိုယ်ရဲ့ကြွက်သားတွေကအဲ့လိုကြုံပြီးတော့ spasm ရတယ်လို့ခေါ်တာပေါ့ဆရာတို့အင်္ဂလိပ်လိုပေါ့နော်အဲ့လိုပြောရင်အရန်နာရှာနော်အရန်လူနာအရန်နာတဲ့အခါကျတော့အလင်းကိုမခံနိုင်ဘူးလို့နော်နောက်ရေတောက်တော့မယ်ဆိုရင်တော့ဒီအစာမျိုးပြုံနေရကနေအဲ့လိုခုနပြောလို့ကြွက်သားတွေကကြုံပြီးတော့နာရပေါ့နော်အဲ့တော့သူရေကိုမြင်တာနဲ့ကိုကြောက်သွားတယ်လို့နော်အဲ့တော့ကျလေတိုက်ရင်တော့မခံနိုင်ဘူးဆိုတဲ့ရှိနော်အဲ့လိုမျိုးလက္ခဏာတွေပေါ်လာတယ်နောက်သူကအဲ့လိုကြောင်ကတန်းတွေဖြစ်ပေါ့နော်သူများကိုယဉ်လူရဲ့အပြူမှုတွေဖြစ်အိမ်မပြောတာမျိုးတွေလည်းဖြစ်လာတတ်တယ်နော်အဲ့တော့ဒါကတော့ခွေးယောဂရဲ့လက္ခဏာအဲ့လိုလက္ခဏာတွေပေါ်လာပြီဆိုရင်တော့ဆရာတို့ကကုရတာအရင်ခတ်သွားပြီเนาะအဲ့တော့အဲကြတော့မှဆရာတို့ခွေးယူကာကွယ်ဆေးလိုက်ထိုးလဲမမီတော့ဘူးပေါ့เนาะဆရာတို့ဒီလူနာကိုတက်တောက်တက်တာဖြစ်အောင်ဆရာတို့ကကုပေးရတာမျိုးကြီးဖြစ်တယ်เนาะတချို့အသက်ရှူတာတွေပါခက်ခဲလာတာမျိုးဆိုရင်တချို့နေရာတွေမှာတော့အသက်ရှူစက်တွေပါပေးတာမျိုးတွေပါအထိသွားတာမျိုးတော့ရှိတတ်တယ်ပေါ့เนาะဒါပေမဲ့တကယ်တမ်းမှာတော့အဲ့အရာကြီးပေါ့ဟာတက်တောက်တက်တာဖြစ်တဲ့အောင်လုပ်တဲ့နည်းလမ်းတော့ပဲရတော့လေဆရာတို့တကယ်ကိုအသက်ရှင်ဖို့ကူပါအရင်ခတ်သွားเนาะဆိုတော့လက္ခဏာပေါ်လာပြီဆိုတာနဲ့ကိုရာနှုန်းပြည့်နေပါပေးနိုင်တယ်ယောဂဖြစ်သွားတော့ပေါ့နော်အဲ့တော့ဆရာဒီမှာအဓိကသတိပေးချင်တာက
ယောဂလက္ခဏာပေါ်လာမှလိုက်လောက်ရတာအရင်ခက်တဲ့အခါကျတော့ယောဂလက္ခဏာမပေါ်ခင်မှာတွေကဆရာတို့ဘယ်လိုကာကွယ်မလဲပေါ့ဒါလေးကိုအဓိကပြောပြပေးချင်တယ်နော်အဲ့တော့ဒီမှာတော့ဆရာခွေးကြိုက်ခံရနေလို့ရေးထားတယ်ဒါပေမဲ့ခွေးကြိုက်ခံရတာတခုလည်းတော့မဟုတ်ဘူးပေါ့ကြောင်ကြိုက်ခံရတာလည်းပါမယ်နော်တခြားဒီလူတိုက်တဲ့တော့တကောင်ကောင်ကကိုကြိုက်တယ်ဆိုရင်ဒီလက်ကဒီပုံစံလေးအကောင်လုံးလောက်အောင်ပေါ့နော်အများကြီးတော့ခွေးကြီးကြောင်ပဲများမှာပေါ့လေကိုဒီဘက်ဝင်ချင်ပါနော်အဲ့တော့ဆိုအကြိုက်ခံရတဲ့နေရာကိုတခြားတန့်ရှင်းလောက်ရမယ်နော်နောက်ကသွေးသိပ်သွားအောင်အဝိတ္တတန်နဲ့ဖိရတယ်ပေါ့နော်နောက်ကကျတော့ပတ်တီးစီးပြီးတော့နေဆက်ရစေကန်ကိုသွားနော်သွေးသိပ်အောင်နော်ဖိထားပြီးတော့ပတ်တီးစီးပြီးသွားရင်နေဆက်ရစေကန်ကိုသွားနော်အဲ့တော့စေကန်ကနေလိုအပ်တဲ့ကုသမှုတွေလုပ်ရပါတယ်နော်အဲ့တော့မိခိုက်ကဝယ်စီပုသက်စီတွေလုပ်မယ်ပေါ့နော်အဲ့တော့တတိဆက်လက်ကောင်ကိုက်ခံရပြီးမိခိုက်ကဝယ်စီလည်းထူပြရတယ်ဘာလို့မိခိုက်ယောဂပိုးလည်းဝင်တယ်နော်နောက်ကကျတော့တခြားပိုးတွေရှိနိုင်ပြီးတော့ပုသက်စီလည်းလုပ်မယ်နောက်ခွေးယူကဝယ်စီထိုးပါနော်အဲ့တော့အနာကိုတော့အများကြီးမြင်တယ်ချက်ချင်းမချုပ်ခိုင်းဘူးခွေးယူကဝယ်စီတွေပါထိုးမယ်နော်ပိုးမရှိတဲ့လက္ခဏာရှိတော့မှာပဲအနာကိုချုပ်ပါနော်အနာကိုချက်ချင်းချုပ်လိုက်ရင်အခက်မသိလို့ပိုးရှိနေရင်အဲ့ဒီအနာထဲမှာပိုးပို့ပြီးတော့စိုးသွားတတ်တယ်ပေါ့နော်အဲကြောင့်အနာကိုချက်ချင်းတော့ချုပ်ပြီးမှာမဟုတ်ဆေးပဲထည့်ပေးလိမ့်မယ်ဆေးကနော်နောက်အနာအသေးချာတန့်ရှင်းသွားပြီးကာဝယ်ဆေးတွေထိုးတင်တာထိုးပြီးသွားပြီဆိုတော့မှာပဲချုပ်ပေးမယ်ပေါ့နော်အဲ့တော့ဘလို့ထိုးကြမှာလေပေါ့နော်ခွေးယူကာဝယ်ဆေးနော်အဲ့တော့ခွေးယူကာဝယ်ဆေးကအများအားဖြင့်တော့ဆရာတို့ကကြိုမထိုးထားမိတာများတယ်ပေါ့နော်ခွေးယူကာဝယ်ဆေးတစ်ခါမှမထိုးထားဘူးပေါ့အဲ့လိုမျိုးလူမျိုးတွေမှာတော့ဆရာတို့ခွေးကြိုက်ခံရပြီဆိုရင်ဆရာတို့ကဒီကြိုက်ခံရတဲ့နောက်ပိုင်းမှာလိုက်ပြီးတော့ကာကွယ်တဲ့ဟာကို post exposure prophylaxis ဆိုဆရာတို့အင်္ဂလိပ်လိုခေါ်နော်အဲ့တော့ကြိုက်ခံပြီးမှလိုက်ပြီးတော့ကာကွယ်ပြီးတဲ့ကိစ္စပေါ့နော်အဲ့တော့ကာကွယ်တဲ့အခါမှာဆရာတို့နှစ်မျိုးရှိတယ်ဆရာတို့ကကာကွယ်ဆေးလို့ပြောတော့ဘာလို့ပြောရရင်တော့ကာကွယ်ဆေးလို့ပဲခေါ်ကြတာပေါ့အင်္ဂလိပ်လိုကတော့ဆရာတို့က active နဲ့ passive ဆိုပြီးဆရာတို့နှစ်ခုရှိတယ် active ဆိုတာကဘာလဲဆိုတော့ကြိုလောက်တာနော်ဟိုနေပြန်တော့ကြိုလောက်တာအဲ့တော့ထိတွေ့မှုမရှိသေးခင်မှာဆရာတို့ကကြိုပြီးကာဖို့အတွက်ထိုးတဲ့ကာကွယ်ဆေးတွေအဲ့တော့ဆရာတို့ဟိုခလေးတွေမှာထိုးတဲ့ကာကွယ်ဆေးလူကြီးတွေမှာထိုးတဲ့ဒီကာကွယ်ဆေးတော်တော်များများဒီ active တွေနော် active တွေကကြတော့ပါလဲဆိုတော့ဒီအကောင်တွေကကိုယ်ခန္ဓာကိုယ်ကိုမရောက်ခင်မှာခန္ဓာကိုယ်ရဲ့ခုခံစနစ်ကိုလှုပ်ဆော်ဖို့အတွက်ကာကွယ်ဆေးထိုးပေးထားတာအဲ့တော့ခန္ဓာကိုယ်ခုခံစနစ်ကဒီအကောင်အကြောင်းကိုသွားကြိုသိသွားတော့တကယ်အကောင်ဝင်လာရင်ခန္ဓာကိုယ်ခုခံစနစ်ကတော့အလုပ်ဖို့ ready ဖြစ်နေready ဖြစ်နေပြီဒီအကောင်ကိုသွားသိနေတဲ့ခါကျတော့ပြောချင်တာရန်သူကိုကြိုသိအောင်ခန္ဓာကိုယ်ရဲ့ခုခံစနစ်ကိုလှုပ်ဆော်ပေးထားတဲ့ပစ္စည်းတွေကိုကာကွယ်ဆေးလို့ဆရာတို့ခေါ်တာအဲအကောင်တွေက active နော်နောက်တစ်ခုကကျတော့ passive ဆိုတာကျတော့ဝင်ပြီးချင်းမှာကာကွယ်နိုင်ဖို့အတွက်ပေးရတယ်ကာကွယ်ဆေးတွေပေါ့နော်အဲ့တော့အဲ့ဒါတွေကကျတော့ဆရာတို့အင်္ဂလိပ်လိုကတော့ immunoglobulin ပေါ့ဆရာအခုဒီမှာ immunoglobulin ဆိုတဲ့အသုံးတော့အဲ့ဒီ passive ပဲတော့နော်သူကကျတော့ဘယ်လိုလဲဆိုတော့ရန်သူကခန္ဓာကိုယ်ရဲ့ဝင်လာပြီအဲ့ဒီမှာခန္ဓာကိုယ်စနစ်ကအရင်ကာကွယ်ဆေးကြိုမထိုးထားမိတဲ့အတွက်ဒီဝင်လာတဲ့ရန်သူအကောင်ကိုမသိနေတဲ့အခါကျတော့အဲကြတော့မှခန္ဓာကိုယ်ခုခံစနစ်ကထလုပ်လို့ဆိုတော့နောက်ကျသွားပြီပေါ့နော်အဲ့တော့ဘာလို့ ရလဲဆိုတော့ဆရာတို့ကအပြင်ကနေဒီအကောင်တိုက်ပေးနိုင်တယ်အဲ့ဒီခုနပြောတဲ့ immunoglobulin တွေပေါ့နော်အဲ့တော့ခန္ဓာကိုယ်ကသူ့မထုတ်နိုင်သေးတော့အပြင်ကနေထုတ်ပြီးတာတွေဆရာတို့ကလိုက်ထည့်ပေးရတဲ့တဘောပေါ့နော်အဲ့ဒါဆိုရင်ခန္ဓာကိုယ်ထဲဝင်သွားတဲ့ရန်သူကိုအဲ့ဒီခုနဆရာတို့အပြင်ကနေထုတ်ပေးလိုက်တဲ့ immunoglobulin တွေကလိုက်ပြီးတော့ဟိုတော့တက်ပြီးပါပေါ့နော်အဲ့ဒါ passive နော် passive အဲ့တော့ခုခံ system က ready မဖြစ်သေးပေမဲ့အပြင်ကနေဆရာတို့ကဒါရန်သူကိုတိုက်ထုတ်မယ်တက်သားလေးဆရာတို့ကထည့်ပေးလိုက်ရတဲ့တဘောပေါ့နော်အဲ့ဒါလေးဆရာတို့က passive လို့ဆရာတို့ပြောတာပေါ့နော်အဲ့တော့ဒီခွေးယူကာဝယ်တဲ့ခါမှာ active ရှိမယ်အဲ့ passive ရှိမယ် passive ကိုဆရာတို့ကပြောရဲ immunoglobulin ပေါ့နော် immunoglobulin ရှိမယ်အဲ့တော့ဒီခွေးနဲ့ထိတွေ့မှုရှိသွားတယ်ခွေးယူနဲ့ထိတွေ့မှုရှိသွားတယ်ဆိုရင်ဆရာတို့ကဘယ်လိုကာကွယ်ဆေးတွေထိုးရမလဲဆိုတာကိုအနာရဲ့အနေအထားပေါ့နော်ထွေးတိမှုအနေအထားပုံကိုဒီဆရာတို့က category မျိုးစာ၃မျိုးခွဲထားတယ်အဲ့တော့ဒီမှာဆရာတို့အပြာလေးနဲ့ရေးထားတယ် category 1 2 3ဆိုတာအဲဥစားပေါ့နော်အဲ့တော့အပေါ်ဆုံးက category 1ကတော့တော့ဗာလဲဆိုတော့ခွေးရတကယ်ကိုယ်ကိုက်မိတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကြောင်လည်းဖြစ်ပါပေါ့နော်အဲ့တော့ကိုယ်အိမ်မှာချစ်လို့မွေးထားတဲ့တိရစ္ဆာန်လည်းဖြစ်မယ်တခြားနီးစက်ရကိုနဲ့ခင်နေတဲ့အကောင်လေးတွေလည်းဖြစ်မယ်ပေါ့နော်အဲအကောင်လေးတွေကိုကကျွေးမွေးနေတယ်ကျွေးမွေးနေတယ်တခါကျရင်အဲခွေးလေးတွေကကင်နေပွေချီတယ်ပေါ့နော်ခွေးလေးအကြောင်လေးတွေကကိုယ့်ကိုချစ်တော့ရှာနဲ့လာရက်တယ်ဒါပေမဲ့ရှာနဲ့ရက်မိတဲ့နေရာဒီအရေပြားနဲ့အုပ်ထားတဲ့နေရာအဲ့ဒီအရေပြားမှာလည်းအနာမရှိတဲ့နေရာဖြစ်တာတော့သိကြရမယ်အဲ့လိုအနေအထားမျိုးဆိုရင်တော့ဆရာတို့ကပြဿနာမရှိဘူးပေါ့နော်ပြဿနာမရှိဘူးလို့ပြောတယ်ဒါပေမဲ့အရေပြားကကောင်းနေတာပေါ့လို့နော်အဲ့တော့အနာမရှိနေရဘူးပုံပဲနေရလေမရှိနေရဘူးအရေပြားကောင်းအုပ်ထားတဲ့နေရာဖြစ်ရအဲ့လိုမျိုးနေရာတွေမှာဆရာတို့ကထိတွေ့မှုပေါ့နော်အဲ့ဒါမျိုးအားလုံးကိုဆရာတို့က category 1 category 1ဆိုရင်တော့ဆရာတို့ကဒီ post exposure prophylaxis အနေနဲ့ဘာမှထပ်လုပ်စရာမလိုဘူးလို့ပြောတယ်နော်မလိုဘူးလို့ပြောတယ်အဲ့တော့ခါကြရင်ရှိရလေကွာကိုချစ်လို့မွေးနေကြကျွေးနေကြခွ
ခွေးလေးသေသွားတယ်ကြောင်လေးသေသွားတယ်ခွေးယောဂလားမသိဘူးဆိုပြီးစိုးရိမ်ပြီးလာတဲ့လူတွေရှိနော်အဲ့လိုမျိုးလူတွေမှာအကိုက်မခံရတာသိကြတယ်ပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ဆရာတို့ဘာမှလုပ်စရာမလိုဘူးပေါ့နော်အဲ့လိုတော့ပါနောက်တစ်ခါ category 2 category 2ကကြောက်ပါဖြစ်ပါလဲဆိုတော့အဲ့ဒီခွေးယူမှမဟုတ်နော်ခွေးဖြစ်ဖြစ်ကြောင်ဖြစ်ဖြစ်တကောင်ကောင်ပေါ့နော်ဟိုသူကဆိုယူလာမယူလာမသိဘူးပေါ့နော်ခွေးဖြစ်ဖြစ်ကြောင်ဖြစ်ဖြစ်တကောင်ကောင်ကိုလာပြီးတော့ဟတ်လိုက်မိတယ်ငုံလိုက်မိတယ်ပေါ့အရေးပြားနော်ဟတ်လိုက်မိတယ်တခါကျရင်သူ့ရဲ့သွားလေးနဲ့ချစ်မိသွားတယ်နော်ချစ်မိသွားတဲ့အခါကျတော့အရေးပြားလေးမှနည်းနည်းလေးပွန်းပိတ်သွားတာဖြစ်တယ်ဒါပေမဲ့သွေးမထွက်အောင်သွေးမထွက်အောင်နော်အဲ့တော့သွေးမထွက်ဘဲနဲ့ရိုးပွန်းပိတ်ရလေးပဲဖြစ်လောက်တယ်ဆိုရင်အဲ့ဒါ category 2ထဲမှာဝင်သွားတယ် category 2ထဲမှာဆိုရင်တော့ဆရာခုနပြောတဲ့ကာကွယ်ဆေး active ကာကွယ်ဆေးပေါ့နော်တကယ်ပြောရင်ကာကွယ်ဆေးခွေးရိုးကာကွယ်ဆေးလို့ပဲဆရာတို့ပြောကြတဲ့ဟာပေါ့အဲ့တော့ခွေးရိုးကာကွယ်ဆေးထိုးဖို့လိုသွားတယ်ဒါကြတော့ post exposure အနေနဲ့ကိုလောက်ရတော့မယ်ခွေးရိုးကာကွယ်ဆေးထိုးမယ် immunoglobulin ဆိုတဲ့ passive တော့မလိုသေးဘူးပေါ့နော်အဲ့တော့ခွေးရိုးကာကွယ်ဆေးယူလို့အဲ့ဒီခွေးရိုးကာကွယ်ဆေးကိုဆရာတို့ကအများဖြင့်တော့၄လုံးပေါ့ဒါတော့ဒီဆက်ဆေးရုံဆေးကန်းကိုသွားလိုက်ပါအစိုးရဆေးရုံတွေမှာလည်းရှိတတ်ပါနော်အဲ့တော့ဆေးရုံတွေသွားပြီးတော့ရင်ဆေးရုံကနေဆရာတို့ထိုးပေးလိမ့်မယ်ပေါ့နော်အဲ့တော့၄လုံးတော့ဖို့၅လုံးထိုးရပါလိမ့်မယ်သူရက်ချင်းပြန်ပေးလိမ့်မယ်နော်အဲ့တော့ဆိုတော့သူတို့ချိန်နေလိုက်ဆိုတော့သွားပြီးတော့ထိုးမယ်ပေါ့အများဖြင့်ပထမဆုံးဒီမှာ2လုံးထိုးပါလားပေါ့နော်အဲ့ဆိုတော့အဲ့ဒါမျိုး active ကာကွယ်တစ်မျိုးထိုးဖို့လိုသွားတယ်ဒါပေမဲ့၄လုံးလုံးမဟုတ်၅လုံးပြည့်ချိန်တိုင်းတော့ထိုးပါမယ် category 2ဆိုရင်နော် category 3ဆိုတာတကယ်ကြိုက်ခံတဲ့ကိစ္စနော်အဲ့တော့ကြိုက်သွားတယ်အရေးပြားပေါက်သွားတယ်နော်အရေးပြားပေါက်ပြီးတော့သွေးထွက်လာပြီပေါ့နော်အဲ့ဒါဆိုရင် category 3ထဲဝင်သွားတယ် category 3နောက်တစ်ခါကျ category 3မှာဘာပါလဲဆိုတော့ခုနဆရာပြောခဲ့တယ်လို့ပေါ့အရေးပြားအနာရှိနေပြီသားဒါမှမဟုတ်ပွန်းပဲ့ပေါက်ပြင်းနေတာရှိပြီးသားနေရာကိုခွေးရရှာနေလာပြသွားပြီအကြောင်းရှာနေလာပြသွားပြီသူတို့ရဲ့တတွေးနဲ့ထိတွေ့သွားတယ်ဒါဆိုရင်လည်း category 3ထဲဝင်နေတယ်နော်နောက်ကကျတော့အရေးပြားနဲ့မကာကွယ်ထားတဲ့နေရာတွေရှိတယ်ခန္ဓာကိုယ်မှာအရေးပြားနဲ့မအုပ်ထားတဲ့ပါးစပ်လိုနေရာမျိုးတွေနော်မျက်လုံးလိုနေရာမျိုးတွေကဒါဆရာတို့ဒီအပေါ်အရင်အရေးပြားအသားအရေးပြားအထူလို့မဟုတ်ဘူးနော်အဲ့လိုမျိုးအရေးပြားနဲ့မကာကွယ်ထားတဲ့နေရာတွေကိုခွေးရဲ့တတွေးနဲ့ထိပြီးပါတယ်အကြောင်းရဲ့တတွေးနဲ့ထိပါတယ်ဆိုရင်တခြားအကောင်တွေရဲ့တတွေးနဲ့ထိသွားတယ်ဆိုရင်လည်း category 3ထဲမှာဝင်ပါတယ် category 3ဆိုရင်တော့ဆရာတို့က2မျိုးလုံးပေးရတော့မှာ active ဖြစ်တဲ့ခုနပြောတဲ့ခွေးယူကာကွယ်ဆေးယူလည်းပေးရမယ်နောက်ကကျတော့ passive ဖြစ်တဲ့ immunoglobulin မှာဆရာတို့ထိုးပါနော်အဲ့တော့ခွေးယူကာကွယ်ဆေးကတော့ဆရာတို့ category 2မှာတော့လိုပဲပေါ့နော်၄လုံးလုံးမဟုတ်၅လုံးထိုးပါမယ်နောက်တစ်ခါကျတော့ immunoglobulin ကိုကျတော့ဆရာတို့ကဒီတစ်ချိန်ပဲထိုးရုံပဲပေါ့နော်တစ်ချိန်ပဲထိုးရုံပဲအဲ့တော့ပထမဆုံးဒီကာကွယ်ဆေးထိုးတဲ့ရက်မှာပဲ immunoglobulin ကိုတွဲထိုးပေးမယ်ဆိုလဲထိုးလို့ရတယ်ပေါ့နော်အဲ့တော့ immunoglobulin ရဲ့တဘောကခုနပြောသလိုပေါ့နော်ခွေးယူပိုးတာမျိုးစဝင်သွားရင်ခန္ဓာကိုယ်ခုခံစနစ်က ready မဖြစ်သေးတဲ့အချိန်မှာဆရာတို့ကအပြင်ကနေအဲ့ဒီ immunoglobulin တွေနဲ့ဒီခွေးယူပိုးကိုလိုက်ပြီးတော့တိုက်ထုတ်ပေးဖို့ဆရာတို့ကပေးရတယ်ပေါ့နော်အဲ့တော့ immunoglobulin ကိုဆရာတို့ကဘယ်အချိန်ထိထိုးလို့ရလဲဆိုတော့ခွေးယူကာကွယ်ဆေးပထမဆုံးအချိန်ထိုးပြီးတဲ့ရက်ကနေ9ရက်အတွင်းမှာ immunoglobulin ကိုထိုးပေးရလိမ့်မယ်နော်။ဒါဆိုအဲ့တော့ခွေးကိုက်ခံရပြီးဘလောက်အတွင်းအထိထိုးလို့ရလဲဆိုတဲ့မေးခွန်းရှိတာပေါ့နော်။အမှခွေးကိုက်ခံရတာဆရာကိုမေးထားတဲ့မေးခွန်းတစ်ခုရှိတယ်၄လရှိနေပြီတဲ့၄လရှိနေပြီဆိုရင်ရောခွေးယူကာကွယ်ဆေးတွေကလိုက်ထိုးလို့မိသေးလားပေါ့နော်။အဲ့တော့သူတို့ကတော့ဘယ်လိုပြောလဲဆိုတော့ဒီလက္ခဏာမပေါ်သေးတဲ့ရွေးရတော့ကာကွယ်ဆေးလိုက်ထိုးလို့မိသေးရဲ့လို့ပြောတယ်။ကာကွယ်ဆေးလိုက်ထိုးဖို့မိသေးရဲ့လို့ပြောနော်။အဲကြောင့်ကာကွယ်ဆေးကတော့နောက်ကျသွားရဲဆိုတော့မရှိဘူးပေါ့လက္ခဏာပေါ်ပြီးမှခွေးယူလက္ခဏာလူရှိမှာပေါ့နော်ပေါ်ပြီးမှသွားထိုးရင်တော့မမီတော့ဘူးပေါ့နော်အဲ့လိုမဟုတ်သေးဘူးဆိုရင်တော့ရတယ်လွန်ခဲ့တဲ့၄လကခွေးကိုက်ခံထားရတယ်အခုထိတော့ကာကွယ်ဆေးထိုးရတယ်အခုထိုးလို့ရတယ်လားဆိုရင်ဆရာတော့ထိုးပါလို့တော့ပြောချင်တာပေါ့နော်ထိုးပါလို့ပြောချင်တယ်အဲ့မှာတစ်ခုထူးခြားတာကတော့ immunoglobulin ရဲ့တဘောကကြတော့သူကချက်ချင်းခွေးယောဂဘုံဆိုထပေါ်မှာဆိုလို့ဆရာကလိုက်ကာတဲ့တဘောအဲ့ကြောင့် immunoglobulin ကိုတော့ထိုးနိုင်ရင်တော့လေထိုးကြတာပေါ့နော်ဒါပေမဲ့ခုနပြောတဲ့ immunoglobulin မဟုတ်တဲ့ခုနပြောတဲ့ရိုးကာကွယ်ဆေးရဲ့အာနိသင်ရတယ်အဲ့ဒီကာကွယ်ဆေးစထိုးပြီး9ရက်ကျော်ရင်ပေါ်လာပြီတဲ့9ရက်ကျော်ရင်ပေါ်လာပြီဆိုတော့အဲ့ဒီကာကွယ်ဆေးစထိုးပြီး9ရက်ကျော်မှတော့ immunoglobulin မထိုးနဲ့တော့လို့သူကပြောတယ်။ဘာလို့လဲဆိုတော့ကာကွယ်ဆေးရဲ့အာနိသင်ပေါ်လာပြီ။ immunoglobulin ဆိုတာကျတော့ဒီကာကွယ်ဆေးရဲ့အာနိသင်မပေါ်ခင်မှာဆရာတို့ကဒီရက်ပိုင်းအတွင်းမှာခွေးယူယောဂထဖြစ်မှာဆိုလို့ဆရာတို့ကကာရတဲ့တဘောလေးနော်။အဲ့တော့ခွေးယူကာကွယ်ဆေးရဲ့အာနိသင်ပေါ်လာပြီဆိုရင်တော့နောက်ပိုင်းမှာ immunoglobulin ကတော့မလိုတော့ဘူးလို့တော့ပြောတယ်။အဲ့ကြောင့်ခွေးယူကာကွယ်ဆေးပထမအချိန်ထိုးပြီး9ရက်အတွင်းမှာပဲ immunoglobulin ကထိုးလို့ရပါဘောနော်9ရက်ကျော်ဝိုင်းတော့ immunoglobulin မထိုးနဲ့တော့လို့ပြောတယ်ပေါ့နော်အဲ့တော့ဒါကတော့ category 3သမိုင်းနော်အဲ့တော့ category 3မိုင်းမှာတော့ချက်ချင်းကာကွယ်နိုင်ဖို့ကတော့ရိုးခွေးကာကွယ်ပြီးလဲထိုးရမယ်နောက် immunoglobulin လည်းထိုးရမယ်ပေါ့နော်ဒါမဲ့ဒီဟာတွေအကုန်လုံးကဆရာတို့ကအရင်ခွေးကာကွယ်တစ်ခါမှမထိုးဘူးတဲ့လူတွေပြောတာအရင်ခွေးကာကွယ်ထိုးဘူးတဲ့လူဆိုရင်တော့ဆရာတို့ကခွေးကိုက်ခံရတဲ့အချိန်မှာဒီရိုးခွေးကာကွယ်ထိုးရင်ရပါပြီလို့တော့ပြောကြတယ်ပေါ့နော်အဲ့တော့အဲ့လိုခွေးကာကွယ်ကိုနှလုံးထိုးရတယ်အဲ့ဒါမျိုးအရင်ကာကွယ်ဆေးထိုးပြီးသားလူတွေမှာတော့ immunoglobulin မလိုဘူးလို့တော့ယူဆရတယ်
ပေါ့နော်ဒါပေမဲ့တစ်ခုတော့ရှိရပေါ့ခွေးရွေးကာကွယ်ဆေးအရင်ထိုးထားတာနှစ်နဲ့တော့စီပြီးကြာနေပြီဆိုရင်တော့ဆရာတို့ကနည်းနည်းလေးဟိုဒီကာကွယ်ဆေးအာနိသင်အရင်ထိုးထားတဲ့အာနိသင်ရှိအောင်ပါမလားလို့ဆိုတာစိုးရိမ်တာပေါ့နော်စိုးရိမ်လို့အဲ့မျိုးဆိုရင်တော့အမျိုးမျိုးထိုးခိုင်းနိုင်မျိုးတော့ရှိတတ်ပါနော်အဲ့တော့ခွေးရွေးကာကွယ်ဆေးကတစ်ခါထိုးပြီးသွားရင်3နှစ်လောက်တော့သွားခံတယ်လို့တော့ပြောတယ်ကြိုတင်ကာကွယ်တဲ့အနေနဲ့တချို့ရဟိုခွေးကိုက်ခံမှာမဟုတ်ဘူးကွာကြိုတင်ကာကွယ်တဲ့အနေနဲ့ဆရာတို့ထိုးရရရှိတခြားကာကွယ်ဆေးတွေလို့နော်အဲ့လိုမျိုးထိုးထားတဲ့ကာကွယ်ဆေးတွေက3နှစ်လောက်ထိတော့အာနိသင်ရှိတော့ American CDC ကတော့3နှစ်တစ်ခါတော့poster ပေါ့ဆရာတို့တချို့ကာကွယ်ဆေးဆိုရှိတယ်ဒီဘယ်နှစ်တစ်ခါပြန်ထိုးရရဲဆိုတဲ့ဟာမျိုးအဲ့လိုမျိုးပေါ့နော်ခွေးကိုက်ခံရတာမဟုတ်ရင်တော့မှာခွေးကာကွယ်ဆေးကိုကြိုထိုးထားခြင်းလည်းဆိုရင်လည်းထိုးလို့ရတယ်အဲ့လိုမျိုးဆိုတော့3နှစ်တစ်ခါတော့ poster ထိုးဖို့ပေါ့နော်အဲ့လိုမျိုးသေချာထိုးထားတဲ့လူဆိုရင်တော့ခွေးကိုက်ခံရရင်တော့ဆရာတို့တိတ်ဆိုးရင်စရာမလိုဘူးပေါ့နော်ဒါပေမဲ့ခွေးကိုက်ခံတဲ့အချိန်မှာလည်းရိုးရိုးကာကွယ်ဆေးကတော့ဆရာတို့နှစ်လုံးတော့ထိုးပြီးတယ် immunoglobulin တော့အဲ့လိုမျိုးဆိုရင်တော့မလိုဘူးပေါ့နော်အဲ့တော့အများအားဖြင့်တော့ရိုးရိုးကာကွယ်ဆေးကလည်းပိုလွယ်တယ်ကွာတကယ်တမ်းဈေးကွက်ထဲမှာဖြစ်ဖြစ်ပေါ့နော်ဒီဆရာဆေးရုံဆေးကန်အနေထားမှာ immunoglobulin လည်းမရှိဘူးပေါ့ရှိပါတယ်မှန်နော်အဲ့ဒါဆိုတော့တော့ဟိုအဲ့ကြရင်တော့နည်းနည်း immunoglobulin ကတော့နည်းနည်းပို့ပြီးတော့ရှားတယ်ပေါ့နော်ဒါပေမဲ့ရှိတယ်နော်ရှိတယ်ဆရာတို့ဟိုမှာအဲ့လိုတွင်းတဲ့ကုမ္ပဏီပါအတိအကျနေရှိတော့ဆရာဝန်တွေကတော့အဲ့လိုမျိုးရင်စင်မှားပြီးတော့ထိုးပြီးတော့ရပါတယ်နော်โอเคအဲ့တော့ immunoglobulin ကိုဘယ်လိုထိုးရလဲဆိုတော့ immunoglobulin ကိုဆရာကအများဖြင့်အဲ့ဒီခွေးကိုက်ခံရတဲ့အနာပတ်ဝန်းကျင်ကိုဆရာကလိုက်ထိုးရတယ်နောက်ပူတဲ့ဆေးကိုကြတော့ဆရာတို့အဲ့ဒီဟိုလက်မောင်းတို့မဟုတ်ဒီပေါင်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာဆရာတို့ကျန်တဲ့ဆေးကိုထိုးလိုက်တယ်နော်အဲ့တော့တခုတတိထားတာကအဲ့ဒီ immunoglobulin ထိုးတဲ့နေရာကရိုးရိုးခွေးကာကွယ်ဆေးထိုးတဲ့နေရာနဲ့တပြိုင်နဲ့တနေရာတွေမှာမထိုးပါဘူးနော်အဲ့တော့ရိုးရိုးကိုရိုးကာကွယ်ဆေးကလက်မောင်းမှာထိုးလိုက်ပြီးအခါကျရင်ရှိရဒီဆရာကပထမဆုံးနေရာနှလုံးထိုးတာနော်အဲ့တော့ကိုရိုးကာကွယ်ဆေးနှလုံးလုံးကလက်မောင်းဟိုဘက်ဒီဘက်ထိုးလိုက်ပြီးဆိုရင်တော့ immunoglobulin ကိုဆရာကလက်မောင်းမှာလိုက်ထိုးလို့တော့မရတော့ဘူးပေါ့နော်အဲ့လိုတော့ရှိရနော်အဲ့တော့အနာပတ်ဝန်းကျင်မှာအရင်ထိုးရတယ်ထိုးပြီးတော့ပို့တဲ့ဟာကိုအဲကြရင်ပေါင်လို့ပါလို့ဒီဟာနေရာမှာဆရာတို့သွားပြီးတော့ထိုးပြီးလိုက်တာမျိုးပေါ့နော်ဒါ immunoglobulin ထိုးနေတဲ့ပုံဒါတော့ဆေးထိုးနေတဲ့ပုံတွေပဲမြင်ပါပေါ့လေဒါတော့ဆရာတို့ပါတယ်ဆိုတော့နော်ဟွာရိုးရိုးခွေးကာကွယ်ဆေးထိုးနေတယ်ပေါ့နော်ရိုးရိုးခွေးကာကွယ်ထိုးတဲ့ဟာမှာဆရာတို့က IM လို့ခေါ်တဲ့အသားလေးထိုးတာရှိသလိုအရေပြားအောက်ကိုရှက်ထိုးတာရှိတယ်ဒီပုံလေးကတော့ intradermal အရေပြားအောက်ကိုရှက်ထိုးနေတဲ့ပုံလေးပါနော်ဒါတော့ immunoglobulin ဆိုရိုးရိုးခွေးကာကွယ်ဆေးထိုးနေတဲ့ပုံပေါ့နော်အဲ့တော့ဆရာဒီမှာအထူးသတိပေးချင်တာကခုနဆရာတို့ပြန်ပြီးတော့ချုပ်ပြောရင်ဆရာကရှေ့မှာပြောခဲ့သလိုပေါ့နော်ခွေးယောဂကယောဂလက္ခဏာပေါ်လာပြီဆိုရင်တော့ညာနှုံးပြည့်တည်နိုင်တဲ့ယောဂဖြစ်တဲ့အခါကျတော့ယောဂနာလက္ခဏာမပေါ်ခင်မှာခွေးကိုက်ခံရပဲဖြစ်ကြောင်ကိုက်ခံရပဲဖြစ်မှာကြိုတင်ကာကွယ်ဆေးရောဆရာတို့အချိန်ကြီးထူထားဖို့လုံမယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်နော်ဟုတ်တော့မပေါ်ဆစေချင်ဘူးနော်ဒီခွေးကြောင်ကဟိုစောင့်ကြည့်မယ်ပေါ့တချို့အရင်တော့အယူဆကြတော့ခွေးလေးကြောင်လေးကိုစောင့်ကြည့်မယ်ဆိုပေမဲ့ဆရာတို့အဲ့စောင့်ကြည့်တာကလည်းလက်တွေ့မှာအမြဲတမ်းမလုပ်နိုင်ဘူးပေါ့နော်သူပြလမ်းဘေးခွေးတို့ကိုက်ခံရဖို့ဆိုတာနော်အဲ့ဒါကြောင့်ပါဖြစ်ခွေးကိုက်ခံရကြောင်ကိုက်ခံရတာဆိုရင်နော်တတိဆောင်ကိုစောင့်ကြည့်တယ်ဆိုတာထဲဆရာတို့ကလူမှာကာကွယ်ဆေးကတော့ထိုးတင်နေတယ်မှာပါနော်အဲ့တော့ခွေးကာကွယ်ဆေးကိုမပေါ်စားဘူးပေါ့နော်ခွေးကိုက်ခံမှာမဟုတ်ဘူးပေါ့တခြားအကောင်တွေကိုက်ခံရတယ်ဖြစ်တတ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ကာကွယ်ဆေးကြိုထိုးဖို့ပေါ့နော်ဒီပိုင်းလေးကိုဆရာတို့ပြပြပေးခဲ့တာဖြစ်ပါတယ်နော်အဲ့တော့နောက်ပိုင်းမှာလည်းဆရာတို့အခုလိုမျိုးကျမကြီးအတွက်အရေးကြီးတဲ့ပညာပေးဗီဒီယိုလေးကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ page လေးကိုလည်း like and share လုပ်